idea တွေမျိုးစုံရှိတယ်သူတို့မှာဒါလေးလုပ်ရင်ဒီလိုဖြစ်နိုင်တယ်ဆိုတာဒီလိုမြတ်နိုင်တယ်ဆိုတာကိုသူတို့သိတယ် perfect ဖြစ်တဲ့အထိမဆောင်မဲနဲ့ taking action ကိုခုပဲယူလိုက်ပါပေါ့ဒီခြေလမ်းသေးသေးလေးကကိုယ့်ရဲ့ cash flow ကိုဖန်တီးနိုင်စွမ်းရှိတယ် compounded interest ဆိုတာဘယ်လိုမျိုးကိုခေါ်တာလဲ compounded interest ကကိုယ့်ရဲ့ investment ပေါ်မှာဘယ်လို impact ဖြစ်စေလဲဆိုတာကိုဒီအချက်ကလူအများစုကိုကြာဆုံးစေတဲ့နေရာလည်းဖြစ်တယ်ဥပမာကျမတို့ကတစ်လကို3သိန်းပို့ဝင်တယ်ဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါဒီနေ့3 powerful money principles ပေါ့နော်အဲ့ဒီ3 powerful money principles ကကျမရဲ့ဒီဘဏ္ဍာရေးအပေါ်မှာငွေကြေးရေးပေါ်မှာအမြင်ကို totally ပြောင်းလဲစေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာပြန်လည်ဝေမျှဖို့စဉ်းစားလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါဘာဖြစ်မလဲဆိုလို့ရှိရင် number 1ကတော့ making money is about taking action ပေါ့ number 2ကတော့ keeping money is about controlling your habits number 3ကတော့ growing money is about learning the right knowledge ပေါ့အတူချုံပြောရရင်တော့ငွေပတ်စံကိုဘယ်လိုရှာမလဲဘယ်လိုစုမလဲပြီးရင်တိုးပေါင်းအောင်ဘယ်လိုလုပ်မလဲပေါ့ဒီကုတ်3ခုကကျမတို့ရဲ့နေ့စဉ်ဘဝမှာအသုံးချဖို့ပေါ့နော် wisely အသုံးချဖို့အရေးကြီးတယ်အသုံးချနိုင်မယ်ဆိုရင်ကိုယ့်ရဲ့ wealth ကိုတိုးတက်အောင်လဲလုပ်နိုင်စွမ်းရှိတယ် making money ဆိုတာဘာလဲဆိုရင် taking action ပါပဲတဲ့တချို့တွေကကြားဘူးမှာပေါ့ငွေကြေးရတော့ပြဿနာမရှိဘူးဒါပေမဲ့ taking action လုပ်ဖို့တော့သူတို့မှာပြဿနာရှိနေကြတယ်တချို့လူတွေပေါ့နော်သူတို့မှာ full of that idea တွေမျိုးစုံရှိတယ်ဒီ action လုပ်လိုက်လို့မအောင်မြင်ခဲ့ဘူးတစုံတရာကြာဆုံးခဲ့တယ်ဆိုရင်တော့မှကျမတို့က learning lessons တခုကိုရှားလိုက်တယ်အနည်းဆုံးတော့ငါလုပ်ဖြစ်လိုက်တယ်ဘာကြောင့်မလို့မအောင်မြင်လိုက်ဘူးဆိုတာကိုတော့အနည်းဆုံး learning lesson ဖြစ်တယ်ပေါ့ဒီ action ကနေပြီးတော့ဝင်ငွေသေးသေးလေးဝင်ခဲ့ရင်လေကိုယ့်အတွက် passive income ရတယ်ပြီးတော့ကိုယ့်အတွက် confidence ကို build up လုပ်ပြီးသားဖြစ်သွားတယ်ပေါ့ဒီသေးသေးလေးကစပြီးတော့လှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းချင်းစီကလည်းအပားကိုပြင်နိုင်ခဲ့တယ်ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ perfection ဆိုတဲ့ goal နဲ့လည်းတဖြည်းဖြည်းနီးစပ်လာတယ်ပေါ့အဲ့တော့ရွေ့နေတဲ့လူဟာရက်နေတဲ့လူထက်တော့ဝိရှိနေတာဖြစ်တဲ့အတွက်တနေ့တလံပကံဘယ်ရွေ့မလဲဆိုသလိုပေါ့နော်တနေ့နေ့မှာတော့ကိုလိုရာပန်းနိုင်ကိုရောက်သွားမှာဖြစ်တယ်ပေါ့အဲ့တော့ money က doesn't come to thinkers တဲ့ it comes to mover တဲ့ငွေကြေးကားတဲ့စိတ်ကူးအကြံဉာဏ်ပဲရှိတဲ့လူစီကိုမလာဘူးတဲ့တကယ် action ယူပြီးလှုပ်ဆောင်တဲ့လူစီကိုပဲလာတယ်ပေါ့ဒါကတော့အဓိက key point ဖြစ်သွားတာပေါ့ဒါကြောင့်မလို့ making money ဆိုတာက taking action ပါနံပါတ်2အချက်ကကြတော့ keeping money ပါ keeping money ကကြတော့ဘာလဲဆိုရင် controlling your habits စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် making money is exciting နဲ့ keeping it in discipline ငွေကိုဖန်တီးလှုပ်ဆောင်နိုင်တယ်ဆိုတာကစိတ်လှုပ်ရှားစေတယ်ကို confident ဖြစ်စေတယ်ဒါပေမဲ့ဒါကိုဘယ်လိုထိမ့်သိမ့်မလဲဆိုတာကတော့သူစီးမြန်းစည်းကမ်းကိုဘယ်လိုလိုက်နာလဲဆိုတဲ့ပုံမှာမူတည်တယ်ပေါ့နော်ဒီအချက်ကလူအများစုကိုကြာဆုံးစေတဲ့နေရာလည်းဖြစ်တယ်ဥပမာကျမတို့ကတစ်လကို3သိန်းပို့ဝင်တယ်ဆိုလို့ရှိရင်အဲ့ဝင်လာတဲ့3သိန်းဝင်ငွေကိုဘာလို့ဖို့စဉ်းစားလဲပေါ်ပြီးတော့ဘယ်သွားစားရင်ကောင်းမလဲပေါ့အဲ့ဒါကိုအဓိကအရင်ဆုံးစဉ်းစားတယ်ပြီးလို့ရှိရင်ဖုန်းလဲရင်ကောင်းမလားအိမ်အစ်စ်လေးဝယ်ရင်ကောင်းမလားဒီဝင်လာတဲ့ဝင်ငွေကိုငါဘလို့အပိုသုံးလိုက်မလဲဆိုတာကိုစဉ်းစားတယ်ဒါအပိုဝင်ငွေဖြစ်တဲ့အတွက်ငါအပိုသုံးရမယ်ဆိုတဲ့အတွေးဖြစ်တာပေါ့နော်အဲ့ဒီဝင်ငွေတိုးလာတိုင်းပိုသုံးမယ်ဆိုတဲ့စဉ်းစားတာကအကျင့်ဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကတော့ controlling your habits ဖြစ်အောင်လို့ဘာလုပ်ရမလဲဆိုရင်ကိုသုံးတဲ့အသုံးစရိတ်တွေကိုအမြဲတမ်း keep in track လုပ်ရမယ် record လေးတွေလုပ်ထားရမယ်တစ်ပတ်တစ်ခါပြန် review ကြည့်ရမယ်ပေါ့နော်ပြီးရင် simple rules ကဘာလဲဆိုရင်လူတိုင်းသိတယ် very less simple ဖြစ်တယ်ရိုးရှင်းတယ်ဒါပေမဲ့လိုက်နာဖို့ခက်တယ်အဲ့ဒါဘာလဲဆိုရင် save first spend later အရင်စုပါပြီးတော့မှသုံးပါပေါ့သုံးလို့ပို့တာကိုစုရမှာမဟုတ်ဘဲနဲ့စုလို့ပို့တဲ့ဟာကိုပဲသုံးရမှာဖြစ်တယ်ပြီးရင်အပြင်မှာထွက်စားတဲ့အကျင့်တွေကို lunch box ကို prepare လုပ်ပြီးစားတာမျိုးပြီးရင် coffee တောက်တဲ့အကျင့်ရှိတယ်ဆိုရင်တစ်နေ့ကိုတစ်ခွက်နဲ့ coffee ဆိုင်နဲ့အမျိုးအစားပေါ်မူတည်ပြီးတစ်ခွက်ကို6000နဲ့9000လောက်ပေးရတာဖြစ်တဲ့အတွက်တစ်ပတ်ကို9ခွက်ပဲတောက်အောင်တော့တစ်လောက်ဘယ်လောက်လဲပေါ့နော်အဲ့ဒီဟာရဲ့ cost saving ကိုယ့်ရဲ့ habit ကို control လုပ်တဲ့အနေနဲ့ကိုကြိုက်တဲ့ coffee brand ကောင်းကောင်းလေးတစ်ခုကိုဝယ်ပြီးတော့အိမ်မှာဖြော်တောက်မယ်ဆိုရင် coffee ကွက်များစွာကိုတောက်နိုင်တယ်အပြင်ကိုကြိုက်တဲ့ coffee ကို enjoy လုပ်နိုင်တဲ့အပြင်ကို cost saving လုပ်ပြီးသားလည်းဖြစ်သွားတယ်ပေါ့ဒီလိုလုပ်ချင်းဟာ not being cheap but being in control ဒီလိုလုပ်ချင်းဟာဈေးသက်သာတာဈေးပေါ်တာကိုလိုက်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ habit ကို control လုပ်လိုက်ခြင်းသာဖြစ်တယ်ပေါ့
number 3အချက်ကတော့ဗာလဲဆိုရင် growing money ဆိုတာက learning the right knowledge တဲ့ဘာကိုပြောရလဲဆိုရင်ကျမတို့အခုချိန်မှာဆိုရင်ငွေကိုဘယ်လိုရှာမလဲဆိုတာလဲတချို့ကသိတယ်ငွေကောင်းကောင်းလဲရှိကြတယ်ပြီးငွေကိုဘယ်လိုထိမ့်သိမ်းမလဲဆိုတာကိုလည်းသိပြီးနံပါတ်2အရာနောက်တစ်ဆင့်ကအရေးကြီးတဲ့ချက်ကဘာလဲဆိုရင်ကိုထိမ့်သိမ်းထားတဲ့ငွေကိုပွားအောင်ဒါမှမဟုတ်ကိုယ့်အတွက်အလုပ်လုပ်ပေးအောင်ဘယ်လိုခိုင်းမလဲပေါ့ဒီချက်ကတော့ technical တွေပါလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ without knowledge without learning မရှိဘဲနဲ့မရနိုင်ဘူးပေါ့နော်အဲ့တော့ကျမတို့ကဘာကို learning လုပ်ရမလဲဆိုရင်အခုဒီ vlog ကိုနားထောင်နေတဲ့လူလိုမျိုး financial knowledge ကိုစုဆောင်းတာမျိုး financial literacy ကို build up လုပ်တာမျိုးတွေလုပ်ရမယ်ဥပမာလူ2ယောက်ရှိတယ် A ဆိုတဲ့လူနဲ့ B ဆိုတဲ့လူသူတို့2ယောက်ဟာရှာနိုင်တဲ့ဝင်ငွေပမာဏချင်းလည်းအတူတူပဲစုဆောင်းနိုင်တဲ့ပမာဏချင်းကလည်းအတူတူပဲဒါပေမဲ့ Mr. B ကသူက financial knowledge တွေကိုလေ့လာတယ် financial literacy ကိုစုဆောင်းတယ်ငွေကြေးနဲ့ပတ်သက်တဲ့ဟာစာအုပ်တွေကိုဖတ်တယ် podcast တွေနားထောင်တယ် YouTube တွေကြည့်တယ်ပေါ့ထားလိုက်ပါတော့အဲ့လိုမျိုးတွေလုပ်တယ်ဆိုလို့ရှိရင်ဒီလူ2ယောက်ဟာနောက်9နှစ်သို့မဟုတ်10နှစ်မှာသူတို့ရဲ့ပိုင်ဆိုင်မှု network တန်ဖိုးဟာအစပေါင်းများစွာကွာခြားနေနိုင်တယ်။ဘာဖြစ်လို့လဲဆိုရင် Mr. B ဟာ financial knowledge ရှိတယ် financial updated information တွေကိုလည်းသိတာဖြစ်တဲ့အတွက်သူ့ရဲ့စုဆောင်းတဲ့ငွေကိုဘယ်လို manage လုပ်ရမလဲဆိုတာသူကောင်းကောင်းသိတယ်။ပြီးရင်ဒီစုဆောင်းငွေကနေပြီးတော့ invest ဘယ်လိုလုပ်ရမလဲဆိုတာကိုသူကောင်းကောင်းသိတယ်။ financial information ရာအရွေးဘယ်လိုရှိရဆိုတာကိုလည်းသူကကောင်းကောင်းသိတာဖြစ်တဲ့အတွက်သူကောင်းကောင်းသူ့ရဲ့ investment portfolio ကိုကောင်းကောင်း manage လုပ်နိုင်စွမ်းရှိတယ်လူဖြစ်တဲ့အတွက်ကြောင့်လို့တစ်ချိန်မှာသူတို့ရဲ့ network ပိုင်ဆိုင်မှုတန်ဖိုးအသက်တင်ပိုင်ဆိုင်မှုတန်ဖိုးဟာတည်တည်တတ်တာကွဲသွားမယ်ဒီလူဟာဘယ်ဟာ access ဖြစ်တယ်ပိုင်ဆိုင်မှုဖြစ်တယ်ဘယ်ဟာ liability ဖြစ်တယ်ကိုယ့်ရဲ့ financial burden ကိုဖြစ်စေတယ်ဆိုတာကိုလည်းကောင်းကောင်းသိတာဖြစ်တဲ့အတွက်ဒီချက်တွေပေါ်မှာမူတည်ပြီးသူတို့ရဲ့ network အသက်တင်ပိုင်ဆိုင်မှုကတည်တည်တတ်တာကွာခြားသွားတယ်အဲ့တော့ right knowledge ဆိုတာဘယ်လိုမျိုးလဲ right knowledge ကိုဘယ်လိုစုဆောင်းမလဲဆိုရင်အနည်းဆုံးတော့ investing အကြောင်းကို basic understanding လေးတော့သိအောင်လုပ်ထားရမယ်ပြီးရင် debt အကျွေးဆိုတာဘာလဲအကျွေးတိုင်းအောင်မကောင်းဘူးလားကျမတို့ဒီ financial vigilance ကိုနားထောင်နေတဲ့လူတွေဆိုရင်သိတယ်ကျမအရင်ပြောခဲ့ဘူးတယ် debt မှာ bad debt နဲ့ good debt ရှိတယ် bad debt ဆိုတာဘယ်လိုဟာမျိုးလဲ good debt ဆိုတာဘယ်လိုဟာမျိုးလဲဆိုတာမျိုးကိုဒီ financial vigilance ရဲ့ channel မှာပြန်ပြီးတော့ vlog လေးကိုရှာကြည့်ဖို့အကြံဉာဏ်ပေးချင်ပါတယ်ကျမလည်း link လေးချပေးနိုင်အောင်ကြိုးစားပါမယ်နောက်တစ်ခုက compounded interest ဆိုတာဘယ်လိုမျိုးကိုခေါ်တာလဲ compounded interest ကကိုယ့်ရဲ့ investment ပေါ်မှာဘယ်လို impact ဖြစ်စေလဲဆိုတာကို finance expert တယောက်သိနိုင်ရင်တော့မှတီမီခေါမီ basic understanding ဖြစ်အောင်เนาะသိအောင်လေ့လာထားတဲ့ねပေါ့ခုခေတ်မှာက online ကနေပြီးတော့အထူးသဖြင့်ပေါ့เนาะ free လေ့လာလို့ရတယ်ဒီ YouTube channel ကိုကြည့်ကြအဖြစ်တပြားမှမဟုတ်ဘူးဒါပေမဲ့ internet ဖိုးကုန်တယ်လို့တော့ပြောလို့ရပါဘူးဒါပေမဲ့ internet ဖိုးကုန်ပြီးတော့တခြား social media တွေကို score app score down လုပ်နေရထက်စားလို့ရှိရင်ကိုယ့်အတွက် knowledge ရမယ်channel တွေကိုကြည့်ခြင်းအပြင်ကိုယ့်ရဲ့ right knowledge ကိုစုဆောင်းလို့ရတယ်ပေါ့နော်အဲ့တော့ your money grows only as fast as your mind does တဲ့ကျမတို့ရဲ့ဝင်ငွေဟာတဲ့ဘလို့ကြီးပွားတိုးတက်လဲဆိုရင်ကျမတို့ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့တိုးတက်မလားကြာဆုံးမလားဆိုတာကိုဖြစ်ပေါ်စေတယ်တဲ့ဒါကြောင့်မလို့အမြဲတမ်းသတိရရမှာက financial rules သုံးခုဖြစ်တဲ့ golden rules လို့တောင်ပြောလို့ရတယ်နံပါတ်1က making money ဆိုတာက taking action ဖြစ်တယ်နံပါတ်2က keeping money ဆိုတာက controlling your habit ဖြစ်တယ်နံပါတ်3ဆိုတာက growing money ဆိုတာက learning the right knowledge ဖြစ်တယ်။ rules 3ခုကိုကောင်းစွာသေချာလိုက်နာနိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဘဏ္ဍာရေးအခြေအနေတွေကလည်း short term or long term မှာတည်တည်တတ်တာတိုးတက်ပြောင်းလဲလာနိုင်မယ်။ဒီ vlog ကိုနားထောင်နေတဲ့ပရိသတ်ကြီးရောပေါ့နော်။ကိုကဘယ် stage မှာရှိနေတာလဲပေါ့။ဘယ်အချက်တွေကကိုယ့်ကို challenge ဖြစ်စေတာလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးရင်းနဲ့ဒီ vlog လေးကတစုံတရာအကျိုးရှိမယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့တောင်းဆိုလိုပါတယ်ပြောနေကြတိုင်းပဲ let's grow together ပါရှင်နောက်တစ်ပတ်မှာပို့ပြီးတော့သုံးဝင်မဲ့ valuable ဖြစ်မဲ့ vlog နဲ့ပြန်လာပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်